အရင်တော့ကျွန်တော်ကျောင်းဆရာဖြစ်ရှင်ခဲ့တဲ့ဆန္ဒရှိတယ်ကိုလိုင်းကမပြေဆုံးတဲ့အတွက်ဒီဘဝင်းချင်းရောတခြားလူတွေရောပေါ့နော်မဖြစ်နိုင်ဘူးဆိုတဲ့အတွေ့နဲ့ပြောကြတဲ့အတွက်ကျွန်တော်လည်းကျောင်းဆရာတစ်ချောက်သေးတယ်6လိုက်တော့မှကျောင်းဆရာမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်လည်းစိတ်ချော်တယ်မလျှောက်တော့ဘဲနဲ့အိမ်မှာပဲတင်မဲဆိုပြီးတော့ခလေး၄ယောက်နဲ့ကျောင်းသား၄ယောက်နဲ့ကျွန်တော်စတင်ပြတာခင်ဗျဟုတ်ဆယ်ကျော်သက်ဆိုလို့ရှိရင်တော့ဝိုင်းပြောကြတာပေါ့နော်တငယ်ချင်းပေါင်းသေးရဆိုကျွန်တော်မပေါင်းကြအောင်မတန်ဆွမ်းဆိုပြီးတော့လေမပေါင်းကြဘူးကျောင်းသက်တာအစားပေါ့နော်တငယ်ချင်းပေါင်းသေးရကျွန်တော်မပေါင်းကြအောင်ဘာလို့လဲဆိုတော့ကျောင်းသက်တော်ဆိုလို့ရှိရင်ကျွန်တော်ဒီချီတူကမတက်ကသေးဘူးဒီတစ်ဖက်နဲ့တစ်ဖက်မြင်ပေါ့နော်မတန်ဆွမ်းနဲ့ခြေတပေါင်ကျုံးနဲ့သွားတယ်တငယ်ချင်းတယောက်ကိုကူညီတောင်းပြီးသွားခဲ့ရတယ်အစတော့ကူညီနောက်ပိုင်းကျတော့ဟိုအပေါင်းသိမလုပ်ကြတဲ့အတွက်ကျွန်တော်လည်းចောင်းကိုခက်ခဲနဲ့တက်ခဲ့ရတယ်ပေါ့နော်အဲ့ဒီခက်ခဲတဲ့အဲ့ဒီတော့ကိုလည်းအရန်ဝမ်းနေမိရပေါ့ဒီငယ်တော့ဆိုရင်အပေါင်းသိတငယ်ချင်းပေါင်းသိရလုံးဝမလုပ်ကြဘူးကျွန်တော်နာမည်ကတော့မောင်ကျော်လေးဖြစ်ပါတယ်ခင်ဗျဆရာတို့ဆိုဖြစ်လာကြတော့အစမှာကျွန်တော်ကကျတော့ဒီကျူးစင်မတင်ခင်မှာမီဒီယာလုပ်ပေါ့နော်မီဒီယာလုပ်ကိုလုပ်ခဲ့ဘူးတယ်မီဒီယာလုပ်မှာဟိုက website နဲ့ပတ်သက်တဲ့ဟာတွေပေါ့လုပ်ခဲ့ဘူးတယ်ပြီးတော့မှဒီမီဒီယာလုပ်မှာမလုပ်ချင်တော့ဘူးသူများဟိုလက်အောက်မှာမလုပ်ချင်တော့ဘူးဆိုတော့ကိုတိုင်းပဲကိုပိုင်ဆိုင်လေးဖြစ်ပေါ့နော်စဉ်းစားရင်းနဲ့မှကျွန်တော်အစဆိုလို့ရှိရင်ကျောင်းသားလေး၄ယောက်နဲ့ဟိုနော်စာတင်ပြစ်တယ်စာတင်ပြရနေတဲ့ကျောင်းသားလေးတွေတခြားစာသိရင်ဆိုင်ပြီးတော့အခုပေါ့တဖြည်းဖြည်းနဲ့နာမည်ကြီးလာတာပေါ့ဟုတ်ဆရာတူးဆိုပြီးတော့နာမည်ကြီးလာတာပါခင်ဗျဟုတ်ကဲ့အခုလက်ရှိဆိုလို့ရှိရင်ကျောင်းသား49ယောက်ပါခင်ဗျ2019ဒီကျွန်တော်တို့ကြိုက်ဝိုင်းပေါ့နော်ကြိုက်ဝိုင်းတက်ကြီးတင်တဲ့ကျောင်းမှာတက်ခဲ့ပြီးတော့မှ2019 3လပိုင်းအဲ့3လပေါ့နော်3လတက်ပြီးတော့မှဒီဘက်ကိုဒီ AR ဂျပန်တင်တန်းကျောင်းကိုနောက်ထပ်ကွန်ပျူတာနဲ့ပေါ့နော်စက်တင်ပြီးတော့မှအလုပ်တွေလုပ်တယ်လုံနေနေပြီးသွားမှမီဒီယာတွေလုပ်ဝင်ပြီးတော့မှအဲ့မလုပ်ချင်တော့မှကျွန်တော်လည်းဒီကျွန်တော်ရဲ့ကိုပိုင်ပေါ့နော်ကိုပိုင်စာလေးဖြစ်ချင်တယ်ဆိုတော့မှတင်တယ်ခင်ဗျအစကတော့ခက်ခဲရှိတယ်ဘာလို့ဆိုတော့ဒီဆရာဘယ်လိုတင်ပါလဲငါတို့ကိုလည်းငါမပြည့်စုံဘူးနဲ့ဘယ်လိုတင်ပါလဲဆိုတဲ့တင်းနဲ့ပေါ့နော်ပုံဝင်ချက်ပြောကြတယ်ပေါ့ဒါကြောင့်မှဒီလိုနာမည်ကြီးလာတာကလည်းကျွန်တော်ရဲ့တပည့်လေးတွေပေါ့ဘာလို့ဆိုတော့ဒီဆရာအဆင်ပြေတယ်သမီးတို့တင်ရတာအဆင်ပြေတယ်ပေါ့နော်ဆိုသူတို့တွေကသူတို့မိဘတွေပြန်ပြောတယ်မိဘတွေကတဆင်ပေါ့နော်ပုံဝင်ချင်းပြန်ပြောတဲ့အတွက်ဒီဆရာတို့ရှိမှကျူရှင်ကထားတာအရန်ကောင်းတယ်ဆရာဘယ်လိုတင်တယ်ပုံစံမျိုးပေါ့နော်လက်ကင်းဆိုလို့စင်စာမတင်ခင်မှာဖျားချိကိုခိုင်းနေပြီးတရားထိုင်နေဟဲ့ပေါ့ဒီတတော်တွေကိုလည်းမေတ္တာပို့ခိုင်းနေများအရင်တော့အဲ့ idea ကိုလုံးဝမရခဲ့เนาะကျွန်တော်မှစာရေးပဲတင်နေလို့အဆင်မပြေပေါ့နော်ကလေးလေးကုသိုလ်ရအောင်ကျွန်တော်တင်ပေးမယ်ဆိုတဲ့အတွင်းနဲ့ပေါ့နော်ခါတကြလို့ရှိရင်ပုံဝင်းတွေတိုက်ခိုက်တာရှိတယ်ပေါ့နော်အနေနဲ့မဖြစ်နိုင်ပါဘူးလေနင်ကတောင်းစားတဲ့မတန်ဆွမ်းပါဆိုပြီးပြောနေကြတယ်ပေါ့နော်ကျွန်တော်အဲ့ဒါတစ်ခါကျရင်စိတ်တက်ကြတဲ့ခိုင်မှာပြန်စင်းစားတယ်ပေါ့နော်ငါဒီလောကကြီးကိုအရှုံးပေးလို့မရဘူးဘာလို့ဆိုတော့ကိုလုံးမကိုစားရမှာဆိုတော့ဘောအရှုံးပေးလို့မရဘူးဆိုတဲ့အတင်းနဲ့ပြန်ထပြီးတော့မှစူးစမ်းတယ်ပေါ့နော်သူဘယ်လိုတွေပြောကောင်းတဲ့ဟာကိုအတူယူတယ်အဆိုးတဲ့ဟာကိုကြတော့နားမယောင်တော့ဘဲနဲ့ကိုယ့်ဘက်ကိုပဲအကောင်းမြင်တဲ့စိတ်နဲ့ပေါ့နော်သူဘယ်လောက်ပဲပြောစီငါကတော့ငါဘက်ကအကောင်းမြင်တဲ့စိတ်နဲ့ငါကောင်းအောင်စူးစမ်းမယ်ဆိုတဲ့အတင်းနဲ့ပဲကျွန်တော်ဆက်ပြီးတော့စူးစမ်းနေပါတယ်ခင်ဗျဟုတ်ဘယ်လိုဖြစ်မွေးရတော့မတက်ဘူးလေပေါ့နော်အဲ့တော့လေ့ကျင့်ရတယ်ဆရာမကြီးလေးလေ့ကျင့်ပေးတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ပေါ့ကျွန်တော်အကြောင်းမှာဆိုလို့ရှိရင်ဒီကျောင်းနဲ့အိမ်နဲ့နေတယ်မတက်ရှင်ဘာလို့လဲဆိုတော့ကျွန်တော်ကိုနှိမ်မယ်တက်ဆွမ်းမပေါင်းကြဘူးပေါ့နော်ခွဲခြားဆက်ဆံမှုရှိတယ်စာရေးတာအစားကျွန်တော်မှမသိဘူးဒါပေမဲ့ကျွန်တော်ကကျတော့ဘယ်လိုလဲဆိုတော့ဒီမြေကြီးမှာပဲဒုတ်လေးခိုင်းပြီးတော့ဒီလက်နက်ဖက်နဲ့ပဲရေးကြည့်တယ်ပေါ့နော်ရေးတော့အဆင်ပြေတော့မှကျွန်တော်ကြောင်းတက်ခဲ့တယ်အခုဆိုဒီစာတင်တာဆင်းလို့ဆိုရင်2022ကတင်တာပေါ့နော်အခု2026ဆိုရင်4နှစ်ပေါ့4နှစ်ဝင်တော့ရှိပါတယ်ကျောင်းဆရာအလုပ်ကိုပဲကျွန်တော်ရှောက်ကြည့်တာပေါ့နော်မဖြစ်နိုင်ဘူးကိုလည်းငါမပြည့်စုံတဲ့အတွက်မဖြစ်နိုင်ဘူးသူကလို့ပြောတဲ့အတွက်မရှောက်တော့ပေါ့ဆက်မေးခြင်းနဲ့ဘာလို့မဖြစ်နိုင်တာလဲတွေ့တယ်ဒါပေမဲ့သူတို့မဖြစ်နိုင်ဘူးဆိုတော့ကိုလည်းလက်လျှော့ပြီးတော့မှကျောင်းဆရာမလျှောက်တော့ဘဲနဲ့ဒီအိမ်ဆရာပဲပေါ့နော်ငါတို့ပြောခဲ့တဲ့လူတယောက်ကမဖြစ်နိုင်ဘူးလို့ပြောခဲ့တယ်အခုသူလုံနေတယ်ရန်ဝမ်းတာတယ်ပေါ့နော်အဲ့လိုအတွေးလည်းရှိတယ်ပေါ့ကျွန်တော်ကကျတော့မဖြစ်နိုင်ဘူးဆိုလို့ရှိရင်မဖြစ်အောင်ကျွန်တော်လုပ်မယ်ဆိုတဲ့အတွေးရှိတယ်ခင်ဗျဟုတ်အဲ့ဒီတော့ကိုပဲစူးစမ်းရတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့မတန်ဆွမ်းတွေကိုနေရာမပေးကြဘူးပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်ဒီအရင်ဦးဆုံးမတန်ဆွမ်းဆရာတယောက်ဖြစ်နေကျွန်တော်ရက်တည်ခဲ့တယ် online ပေါ်ပဲဖြစ်ဖြစ်ဒီ TikTok ပေါ်ပဲဖြစ်အရင်ချီကျူးကြတယ်ပေါ့နော်ငါတို့တော့မလုံနိုင်ဘူးဒီဆရာကကွန်လင်းကမပြေဆုံးမနဲ့လုံနိုင်တယ်အရင်ချီကျူးတယ်ပေါ့နော်ပြောင်းလဲသွားတဲ့အရာကြီးကလည်းအများကြီးပဲပေါ့နော်ပြီးကျွန်တော်တို့မတန်ဆွမ်းနေဆိုလို့ရှိရင်နေရာပေးဦးစားပေးလာကြတယ်ခင်ဗျကျွန်တော်တို့မတန်ဆွမ်းနေရသူများတွေတာမန်လူတွေထက်နေဘူးထဲမှာလုံးလို့မရဘူးလေခက်ခဲနဲ့လုပ်ဖို့အဆင်မပြေဘူးအဲ့တော့ငါဒီပညာဒီအရင်တော့ဒီကွန်ပျူတာပညာလေးကိုငါတက်ထားမယ်တက်ထားပြီးတော့မှအေးဆေးဆေးလေးနဲ့မိတူလေးဆိုရင်ကွန်ပျူတာသင်တန်းလေးဖွင့်ရင်ဒီစေတနာဆရာလေးနဲ့စာသင်မယ်ဆိုတဲ့အတွေ့အကြုံပဲကျွန်တော်ရှေ့ဆက်ပြီးတော့ရှောင်းလန်းနေပါတယ်ခင်ဗျဟုတ်ကျွန်တော်အသက်ရှင်တရွေးပေါ့နော်အသက်ရှင်တရွေးကိုကျွန်တော်ကစာသင်တဲ့ပုံစံမျိုးပဲစက်သင်နေပါခင်ဗျဟုတ်